အေဂျင့်ပြေဆုံးကြပါစေရှင်ဒီနေ့လေအောင်ကဒီ audio book channel အတွက်အတန်သွင်းနေရင်ねအဲ့ဒီစာအုပ်လေးမှာပါရဲ့အကြောင်းအရာတစ်ခုပေါ့နော်သတိရပါလို့ဒီမှာပြန်ပြီးတော့ပြောပြချင်တယ်အဲ့ဒီစာအုပ်လေးကအောင်ကခဏခဏဖတ်ဖြစ်တယ်ခဏခဏဖတ်ဖြစ်ပြီးတော့ဒီစာအုပ်လေးကိုအတန်သွင်းနေရပါတော့အမြဲတမ်းကိုမဖတ်နိုင်တဲ့အခြေအနေတွေရှိတယ်ဥပမာကားမောင်းနေတာတို့တချို့တော့အခြေအနေမျိုးမှာဆိုရင်ပြန်ပြီးနားထောင်လို့ရအောင်လို့အောင်ကအတန်သွင်းထားတာမျိုးပေါ့နော်ဆိုတော့ဒီစာအုပ်အောက် page ကလူတွေဆိုသိလိမ့်မယ်ခဏခဏပြောရဲပေါ့နော်မင်းဟာစိတ်ကြဝဠာရဲ့အရှင်တခင်တဲ့ဒီကလေဘလို့အကြောင်းရလဲဆိုတော့ကိုဘဝမှာလူတွေဟာအတွေးကိုတွေးလိုက်တဲ့အတွေးကိုပိုင်ဆိုင်ရရှိတယ်ဆိုတဲ့အကြောင်းပြောပြထားတာပေါ့နော်ဆိုတော့ကိုပါတွေးတယ်လေကောင်းတာတွေးရင်ကောင်းတာရမယ်မကောင်းတာတွေးရင်မကောင်းတာရတယ်ကိုရဲ့အတွေးတစ်ခုကကိုဘဝကိုခေါင်းပန်းလှန်လိုက်သူပြောင်းလဲသွားတယ်ပေါ့နော်ဒီလိုအကြောင်းအရာတွေကိုအုံရဲ့ page မှာအမြဲတမ်းလဲ sharing လုပ်ပေးဖြစ်တယ်ပေါ့နော်အမြဲတမ်းလဲပြောပြဖြစ်တဲ့အရာနောက်ပြီးတော့ကိုယ့်ရဲ့အတွေးကကောင်းတဲ့အရာတွေးပင်မဲ့လေဒီကောင်းတဲ့အရာတွေကိုကိုကလက်ခံနိုင်အောင်မှလက်ခံနိုင်တဲ့အနေအထားရှိမှလက်ခံနိုင်တဲ့အစင်သက်ဖြစ်နေတဲ့စိတ်အခြေအနေရှိမှလေသူကကောင်းတဲ့အရာတွေရောက်ရှိလာမှာဖြစ်တယ်ဆိုတော့ဒါ The Secret အကြောင်းပေါ့နော် The Secret ဆိုတဲ့ရုပ်ရှင်ကြည့်ဖူးကြလားမသိဘူးအဲ့ဒီရုပ်ရှင်ကတော်တော်ကိုကောင်းတယ် Law of Attraction တွေအကြောင်းကိုယုံကြည်တဲ့သူတွေအတွက်ဆိုတော့ပိုအဆင်ပြေတယ်ပေါ့နော်ဆိုတော့ The Secret အကြောင်းနဲ့ပတ်သက်ပြီးရေးထားတဲ့စာအုပ်တွေအများကြီးရှိတယ်ဘာသာပြန်တဲ့ဆရာညီညီနိုင်မှာလဲဘာသာပြန်ထားတဲ့စာအုပ်တွေရှိတယ်ဒါပေမဲ့ဒါကကြတော့အရှင်အိန္ဒိပါလာရေးထားတာပေါ့နော်ဒီတွေကအဲ့ဒီအကြောင်းအရာကိုပဲကိုညွတ်ပြီးပြန်ရေးထားတာအုံတော်တော်ကြိုက်တယ်ဒီစာအုပ်ကလေဒီစာအုပ်ဖတ်ပြီးလို့ရှိရင်လေငါဘဝမှာငါလိုချင်တဲ့အရာကဘလောက်ပဲကြီးမားနေပါစေငါရရှိမယ်ဆိုတဲ့ကို confidence ရစေရပေါ့နော်ပြီးတော့ကိုယ့်ရဲ့အတွေးကတိတ်အရေးကြီးကြောင်းလဲခဏခဏလေးကိုသတိထားမိတယ်ကိုတွေးလိုက်တဲ့အတွေးကိုလည်းကိုလက်ခံနိုင်ဖို့လေလိုအပ်သေးတာပေါ့နော်ဆိုတော့ခုနရဲ့အကြောင်းပြန်ဆက်ရအောင်ကိုလိုချင်တဲ့အရာကိုတွေးလိုက်ပေမဲ့လေဒီအရာကိုရရှိဖို့အတွက်လက်ခံနိုင်တဲ့အခြေအနေ ready ဖြစ်နေဖို့လေလိုအပ်သေးတယ်ဆိုတဲ့အကြောင်းပြောပြချင်တာဥပမာကွာအုံတို့ပေါ့နော်အုံတို့ကစင်တကောင်လိုချင်တယ်တွေးလိုက်အောင်စင်တကောင်လိုချင်တယ်โอเคအခုတွေးတာနဲ့ရမယ်ဆိုရင်အခုကြည့်တဲ့သူတွေစင်တကောင်လိုချင်တယ်ဆိုရင်အဲ့ဒီစင်ကိုတွေးလိုက်တာနဲ့ဝုန်းကနေကိုရှိမှာကွာဝုန်းကနေစင်တကောင်ကြီးဒီနားမှာရှိနေတယ်ဆိုရင်ဒီစင်ကိုဘာမှထားမလဲနော်အုံကစလုံးနဲ့စလိမ့်နဲ့အတန်မကွဲဘူးပေါ့နော် elephant ကိုပြောတာစင်တကောင်ကိုကဘယ်မှာထားတော့မလဲဘယ်မှာထားမလဲဒီအကောင့်ထဲကြီးနေရကြီးကိုထက်ကိုအစပေါင်းများစွာကြီးတယ်အဒီကောင်တကောင်ကိုစီကိုရောက်လာပြီဆိုရင်ကိုနေရဘယ်နေရာထားမလဲကိုမှ ready ဖြစ်ပြီလားဒီကောင်ကိုဒီစင်ကိုထားဖို့အတွက်နေရာရှိလားပြန်စဉ်းစားကြည့်ကိုကလိုချင်တယ်လို့တွေးလိုက်ပေမဲ့တကယ်ရောက်လာတဲ့အခါမှာကိုမှထားမဲ့နေရာတွေကိုမှနေရာအဆင်သင့်မရှိနေဘူးကိုစိတ်ကလည်းအဆင်သင့်မဖြစ်နေဘူးဆိုရင်ဘာမှမထူနေဘူးအဲ့ဒီအတွက်ကြောင့်မလို့အရေးကြီးတာကကိုဘာလိုချင်လဲလိုချင်တာကိုအကုန်တွေးပြီးတောင်းဆိုလို့ရတယ်နံပါတ်1နံပါတ်2ကတောင်းဆိုလိုက်တဲ့အရာတွေကိုကလက်ခံနိုင်ဖို့ ready ဖြစ်ရမယ်အခြေအနေဖြစ်ရမယ်ဥပမာပတ်စံသိန်းပေါင်း1000လောက်လိုချင်တယ်ပဲထားသိန်း1000လောက်လိုချင်တယ်သိန်း1000လိုချင်ငါသိန်း1000ရနေပြီငါသိန်း1000ရနေပြီစသည်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ mindset ကိုနေ့တိုင်းအဲ့ဒီအလေးချင်းနဲ့ကိုကဖြတ်တန်းသွားပြီးပဲထားပါတော့တကယ်တမ်းလဲသိန်း1000ရလာတဲ့ကအဲ့သိန်း1000ရလာရင်ဘာလုပ်မှာလဲဘန်ကောက်တဲ့ထဲမဲ့ရွှေဝဲမဲ့ no ဒါဖြည့်ရှင်းတဲ့နည်းလည်းမဟုတ်ဘူးဒါတကယ်ချမ်းသာကြွယ်ဝတဲ့လူတွေကအဲ့ဒါကြီးလုံးဝမတွေ့ဘူးချမ်းသာကြွယ်ဝတဲ့လူတွေကပတ်စံရလိုက်တိန်းထားမယ်ဆိုရင်အတွေ့မရှိဘူးသူတို့မှဒီပတ်စံကိုဘယ်လိုစီစဉ်တကြအသုံးချမလဲဘယ်လိုမျိုးကိုလုပ်မလဲဆိုတဲ့ဟာတွေအများကြီးပဲစီစဉ်တကြရှိတယ်အဲ့ဒီတိုင်းမှာပဲကိုဘဝမှာကိုလိုချင်တာတွေအများကြီးရှိတယ်ဘာတွေလဲတော့မသိဘူးတယောက်နဲ့တော့မတူညီနိုင်ဘူးကိုလိုချင်တဲ့အရာတွေအများကြီး
ကိုတောင်းဆိုလိုက်တဲ့အရာတွေအားလုံးကိုယ့်စီရောက်လာဖို့ဆိုရင်ကိုယ့်ဘက်ကလည်းအဲ့ဒီဟာရောက်လာတဲ့အချိန်မှာဘယ်လိုပြောပြရမလဲအကောင်းဆုံး control လုပ်နိုင်အောင်အကောင်းဆုံးကင်တွယ်နိုင်အောင်အရေးချင်းရှိဖို့လိုတယ်အကောင်းဆုံးကင်တွယ်နိုင်မဲ့နည်းလမ်းရှိဖို့လိုတယ်ဒီအရာကိုလုံးဝမမေ့ပါနဲ့လူချင်းတဲ့အရာကိုလက်ခံနိုင်အောင်ကြိုးစားပါလူတိုင်းကလက်ခံနိုင်စွမ်းမရှိကြဘူးလူတိုင်းကလက်ခံနိုင်မှုအားနည်းကြတယ်ကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကိုဘဝမှာပိုင်ဆိုင်လာပြီဆိုရင်ကိုဘယ်လိုခံစားနေရမလဲဘယ်လိုမျိုးတွေးမလဲဘယ်လိုမျိုးပြောမလဲဘယ်လိုထိုင်နေမလဲဘယ်လိုစားမလဲဘယ်လိုမျိုးဝတ်စားဆင်ရင်မလဲစသည်ဖြင့်ကိုအဲ့ဒီလိုမျိုးရပြီးတဲ့အခြေအနေကိုပြန်ခံစားပြန်စဉ်းစားပြီးတော့ဆုံးဖြတ်ပါပျော်ရွှင်ပါအပြည့်အဝခံစားပါနော်အဲ့ဒါလိုမဟုတ်ဘဲနဲ့ခုနပြောလိုက်သလိုမျိုးစင်တကောင်ကြီးရောက်လာပြီးဗမာထားရမလဲမသိဘူးဟိုအိမ်ပြင်မဲ့ထုတ်ရမလားခြံပြင်မဲ့ထုတ်ရမလားဘယ်နားမှာထားရမလဲမသိတဲ့အပြင်ကိုတိန်တောင်းလို့ချင်တာတိန်တောင်းရလာပြင်မဲ့လေဘန်ကောက်ထဲမှာထည့်လိုက်မယ်ဘာလုံးလိုက်မယ်ညာလုံးလိုက်မယ်စသည်ဖြင့်အဲ့ဒီဟာထက်ကိုဘယ်လိုမျိုးဒီပတ်စံတွေကို control လုပ်နိုင်လဲ manage လုပ်နိုင်လဲပုံမှာမူတည်ပြီးတော့ကိုလိုချင်တဲ့အရာတွေကကိုစီကိုအနည်းနဲ့အမြဲရောက်ရှိလာတာဖြစ်ပါတယ်။အေဂျင့်ပြေဆုံးကြပါစေရှင်။ Universe on ဖြစ်ပါတယ်နော်။